I for economy ဆိုတာ economy နဲ့ပတ်သက်လာတယ်စီးပွားဥစ္စာပေါ်မှာလည်းမျက်စိရှိရ I for morality morality နဲ့ပတ်သက်တဲ့မျက်စိလည်းရှိရနှစ်ခုအဲ့ဒါမှလူ့ဘဝမှာပြည့်စုံတယ်လို့မြတ်စွာဘုရားဟောတာနော်အဲ့ဒီမျက်စိနှလုံးမပါဘူးဆိုရင်ပဂတိမျက်စိနှလုံးမရှိတဲ့လူကိုမျက်မမြင်လို့ခေါ်ကြတယ်မျက်မမြင်သူခန်းဆိုပြီးခေါ်ကြတယ်တလုံးပြည့်နေလို့ရှိရင်လည်းဒုက္ခိတလို့ပြောတယ်ကိုချင်းတရားပြည့်ပြီးစီးပွားဥစ္စာတစ်မျိုးတည်းရှာလို့ရှိရင်တလုံးပြည့်နေတာနဲ့တူတူပဲအော်နှလုံးစလုံးပြည့်စုံအောင်ကြိုးစားဖို့မြတ်စွာဘုရားကိုယ်တိုင်ကဟောတာတချို့ကလည်းအတွေးလွဲတယ်စီးပွားရှာတာပဲငရဲကြည့်သလိုလိုတွေးကြတယ်စီးပွားရှာတာကိုတချို့ကလောဘဖြစ်တယ်လို့ရှာလောဘဆိုတာစီးပွားရှာမရှာဖြစ်နေမှာပုထုဇဉ်ဆိုလောဘတော့ရှိတယ်စီးပွားဥစ္စာရှာတာစီးပွားဥစ္စာဖြစ်တာလောဘကြောင့်ဖြစ်တယ်ဆိုပြီးလောဘသွားပြီးတော့ချီးမွမ်းနေမချီးမွမ်းနဲ့ economy ဆိုတာလောဘမဟုတ်ဘူးပညာ